အမျိုးသမီးရဲ့မျက်လုံးထဲမှာအလင်းတန်းတစ်ခုလက်ခနဲ့ဖြစ်သွားပါတယ်။မမြင်ရတဲ့တကားတစ်ခုကရုတ်တရက်ပေါ်လာတာပေါ့။အဲ့ဒီတကားပိတ်လိုက်တာနဲ့တအိမ်လုံးဟာလုံးဝကိုပျောက်ကွယ်သွားပါတယ်။အိမ်ထဲကနေကြည့်ရင်တော့အပြင်လောကကိုမြင်နေရတော့မှာပဲ။ဒါဟာသူတို့ကိုလှုပ်ကြံတက်ဖြတ်မဲ့သူတွေစီကနေထိထိရောက်ရောက်ပုံကွယ်နိုင်အောင်ကူညီပေးထားတာပါ။အမျိုးသမီးတွေဘေးကင်းပြီလို့ထင်လိုက်တဲ့အချိန်မှာပဲမေရီရဲ့အိမ်မွေးရုံလေးကအပေါက်သေးလေးတစ်ခုကနေမမျော်လင့်ပဲအပြင်ကိုတွားထွက်သွားပါတယ်။ခဏကြာမှာတော့တနက်တန်တစ်ချက်ထွက်ပေါ်လာပြီးသူတို့နှစ်ယောက်လုံးလန့်နိုးသွားကြပါတယ်။အမျိုးသမီးတွေကလက်ကင်တနက်တွေကိုချက်ချင်းဆွဲထုတ်လိုက်ကြတာပေါ့။သူတို့ပြစ်လိုက်တဲ့ကြီးစံတွေကမှန်ကိုထိမှန်ပေမဲ့ဖောက်ထွက်သွားခြင်းမရှိပါဘူး။အဲ့ဒီအချိန်မှာပဲပြစ်ခတ်မှုတွေကအရန်ကိုတိကျနေတာကိုမေရီကသတိပြုမိသွားပါတယ်။ဒါဟာရန်သူတွေကအပူလိုင်းသုံးပုံရိပ်ဖန်စနစ်ကိုအသုံးပြုနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။အိမ်ထဲကိုဖောက်ဝင်လို့မရတဲ့အတွက်တိုက်ခိုက်သူတွေဟာအမြန်ပဲဆုတ်ခွာသွားကြပါတယ်။ဘေးအန္တရာယ်ကင်းသွားပြီလို့အမျိုးသမီးတွေကထင်နေပေမဲ့ယုံလေးကပြန်ရောက်လာပါတယ်။တခုခုမှားနေပြီဆိုတာကိုအဲ့ဒီအမျိုးသမီးကချက်ချင်းသိလိုက်ပါတယ်။အပေါက်လေးထဲကနေကြီးစံတွေအဆက်မပြတ်ဝင်လာပါတော့တယ်။ကံကောင်းချင်တော့အမျိုးသမီးတွေဟာအချိန်မီပုံကွယ်နိုင်ခဲ့လို့တနက်တန်ရကနေလွတ်မြောက်ခဲ့ပါတယ်။ပြင်းထန်တဲ့ပြစ်ခတ်မှုတွေအကြာကြီးဖြစ်ပြီးတဲ့နောက်မှာတော့ရန်သူတွေဟာတကယ်ပဲဆုတ်ခွာသွားခဲ့ကြပါတယ်။ကျေးဇူးတင်စရာကောင်းတာကအမျိုးသမီးနှစ်ယောက်လုံးဒဏ်ရာမရခဲ့တာပါပဲ။ဒါပေမဲ့အိမ်ကတော့ပျက်စီးယိုယွင်းပြီးကြံရစ်ခဲ့ပါတယ်။ပိုဆိုးတာကတော့အိမ်မွေးရုံလေးတိတ်ဆုံးသွားတာပါပဲ။အဲ့ဒီအမျိုးသမီးကအရန်ကိုဒေါသထွက်သွားပြီးယုံလေးအတွက်ကလက်စားချေဖို့ကြိတ်ဆူလိုက်ပါတော့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ထဲနဲ့တော့မလုံလောက်ပါဘူး။သူတို့မှနောက်ထပ်အဖော်တစ်ယောက်လိုအပ်ပါတယ်။သူတို့ဟာကားပြိုင်ကွင်းတစ်ခုကိုတွားခဲ့ကြပြီးအဲ့ဒီမှာမတရားဆက်ဆံခံနေရတဲ့အမျိုးသမီးစက်ပြင်ဆရာမတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမဟာသူတို့အတွက်အလိုအဆုံးအသင်းဖော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။အလုတ်လက်မဲ့ဖြစ်သွားတဲ့သူမကိုအမျိုးသမီးတွေကချက်ချင်းပဲအဖွဲထဲတွင်းလိုက်ပါတယ်။လီဆာကလည်းချက်ချင်းပဲသဘောတူခဲ့ပါတယ်။မကြခင်မှာပဲသူတို့ဟာရန်သူတွေရှိတဲ့နေရာကိုရှာဖွေတွေ့ရှိသွားပါတယ်။အန်နာနဲ့လီဆာတို့ကကချေသေးတွေအဖြစ်ဟန်ဆောင်ပြီးရန်သူတွေရဲ့အာယုံစိုက်မှုကိုရအောင်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒီအတော်အတွင်းမှာပဲမေရီကမြင်မာတဲ့မျှော်စင်တစ်ခုပေါ်မှာနေရာယူထားပြီးပါပြီ။သူမဟာစနိုက်ပါတနက်ကိုအသင့်ပြင်ပြီးပြစ်မှတ်ကိုအသေးချာချိန်ရွယ်ထားပါတော့တယ်